အားလုံးမင်္ဂလာဒီနေ့မှာကတော့ဒီလိုအကြီးလေးရတဲ့အကွေးလေးဘယ်လိုလုပ်ရလဲဆိုတာပြပြမယ်ဖြစ်ပါတယ်အရင်ဆုံးများထုတ်ပြတဲ့နေရာလေးကိုနှိပ်ပါဒီမှာပေါ့နော်အဲ့ဒီကိုနှိပ်ပါပြီးဆိုရင် PROPS ဆိုတာလေးနှိပ်ပါဒီဆိုရွှေပေါ့နော်ရွှေပြီးဆိုရင်မှာအားသားဟာဒီကိုနှိပ်ပါ OTA ရအားသားဟာဒီကိုနှိပ်ပါဒီဆိုအောက်ရွှေချပေါ့နော်အောက်ကိုရွှေပြီးဆိုရင်ဒီမှာအောက်ဆုံးဟာလေးတွေ့ပါမယ်အရင်ယူရှိတဲ့ကူလေးပေါ့နော်အဲ့ဒါလေးနှိပ်ပါပြီးဆိုရင်ရပါပြီကိုပါအင်ဂျီလေးမလဲကိုကြိုက်တဲ့ကိုနဲ့တက်တဲ့အင်ဂျီပေါ့နော်ကိုပါတခါမလာပါကြတရကားလေးလေးပြရတယ်ပေါ့နော်နကတ်တို့ဒါတို့ညာတို့လဲလို့ရပါတယ်အားလုံးပဲဘိုင်မှာ subscribe လုပ်ပြီးခဲ့ပါ bye bye